အားလုံးပဲမင်္ဂလာပါရှင်တားတော့ပိုင်းမှာကြိုဆိုပါရเนาะအခုတခါမှာတော့လေဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူရဲ့ငွေရေးကြေးရေးကန်ဆာတာဘလို့ရှိသလဲဆိုတဲ့ပေါ့เนาะတိုက်တယ်လေးနဲ့တားတော့ကက်ကလေးတွေကြည့်ပေးမယ်เนาะဘာတွေကိုတတိထားရမလဲဆိုပြီးတော့မှသိချင်တဲ့သူတွေရှိတယ်ဆိုရင်เนาะဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအောင်เนาะတဦးတယောက်တည်းကိုရည်ရွယ်ပြီးပြောပေးထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကရင်ယူပါကိုနဲ့ energy မကိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကက်ကလေးဒီကက်ကလေးကကြတော့လေလက်တလုံးမှာငွေကြေးနဲ့ပတ်သက်တဲ့ပေါ့เนาะအခွင့်အလမ်းတစ်တွေစီမံကိန်းအစ်တွေဒါမှမဟုတ်စိတ်လှုပ်ရှားစရာငွေဝင်လန်းကြောင်းပေါ့နော်တရင်ကောင်းတစ်ခုစတင်ရောက်ရှိလာပါလိမ့်မယ်ဆိုတာကိုဒီကက်ကလေးကပြနေပါတယ်နော် idea အစ်တွေလက်တွေအကောင့်ထဲပေါ်ပြီးတော့မှအကျိုးအမြတ်ပေါ့နော်တေးသေးဖွင့်ဖွဲလေးတွေကနေပြီးတော့မှစတင်ပြီးတော့မှငွေဝင်လန်းလေးတွေရှိပါတယ်ဆိုတာကိုဒီကက်ကလေးကပြနေပါတယ်ရှင်ကဲကက်နံပါတ်2လေးဒီကက်ကလေးကကြတော့လေငွေကြေးဆိုင်ရာကိစ္စရက်တွေဟာနှောင်နှေးမနေပဲနဲ့အင်မတန်မြန်မြန်ဆန်းဆန်းတိုးတက်ပြောင်းလဲလာပါလိမ့်မယ်ဆိုတာလေးကိုဒီကက်ကလေးကပြနေပါတယ်ပေးရန်ရရန်ကြန့်ကြာနေတယ်ပေါ့နော်ငွေကြေးများပြန်လဲရရှိလာပြီးတော့မှစီးပွားရေးအရာလဲအယောင်းအဝယ်တွေတွက်လက်ပြီးတော့မှလှုပ်ရှားလာပါလိမ့်မယ်နော်မမျှော်လင့်မဲနဲ့ငွေဝင်ပေါက်တွေလင့်လင့်မြမြနဲ့ဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်ဆိုတာလေဒီကက်ကလေးကပြောပြနေပါတယ်ရှင်ကဲကက်နံပါတ်3လေးဒီကက်ကလေးကကြတော့လေငွေကြေးဝင်ရောက်လာမှုကလေမြန်ဆန်တယ်လို့မျိုးပဲပေါ့နော်ကိုယ်တိုင်ကခေါင်းခံတာဝန်ယူရမယ်ပေါ့နော်ဇရိတ်တွေမိသားစုအလုပ်ငွေကြေးဆိုင်ရာဝင်တော့ဝင်ပိုးတွေကလည်းပုံမကြီးမားလာတတ်ပါတယ်ဆိုတာကိုဒီကက်ကလေးကပြနေပါတယ်ငွေရလို့ဝမ်းသာရတဲ့လောက်တစ်ဖက်မှာလည်းပေါ့နော်တာဝန်နေရှင်းထုတ်ရမယ်ပေါ့နော်ဝတ္တရားတွေတာဝန်တွေရှိနေတာကြောင့်စိတ်ရောပေါ့နော်ခန္ဓာကိုယ်ပါပင်မနွမ်းနေရတတ်လို့ကျန်းမာရေးကိုစိတ်ဖိစီးမှုတွေကိုဂရုစိုက်ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ဆိုတာလေးကိုလည်းဒီကက်ကလေးကပြနေပါတယ်ရှင်အကြံပေးချင်တာကတော့လေ page of 1နဲ့ age of 1ရဲ့စွမ်းရည်အရာလက်တလုံးမှာငွေကြေးကံအင်မတန်ကောင်းပြီးတော့မှမြန်မြန်ဆန်ဆန်ဝင်ရောက်လာဖို့ရှိနေပါတယ်နော်ဒါပေမဲ့လေ10 of 1နဲ့အရာဆိုရင်ငွေကြေးထက်ပေါ့နော်ပုံမူတဲ့ဝင်ထုတ်ဝင်ပိုးတွေကိုတယောက်တည်းခေါင်းမခံပါနဲ့နော်တာဝန်များကိုခွဲဝေယူပြီးတော့မှစနစ်တကျသုံးစွဲမယ်ဆိုရင်ငွေကြေးကံအပြည့်အဝအကျိုးရှိရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်လို့အကြံပေးချင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ဆုတောင်းပေးချင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးယခုအထိုက်အတန့်မှာတင့်ထန်သူစီးဝင်လာတော့ငွေကြေးများနဲ့အခွင့်အလမ်းအသစ်မှန်သမျှလင်းမြန်စွာအောင်မြင်တိုးတက်ပါစေငွေကြေးဆိုင်ရာစိုးရိမ်မှုတွေဝင်ထုတ်ဝင်ပိုးမှန်သမျှငြိမ်းအေးသွားပြီးတော့မှစိတ်ချမ်းသာကိုကျမ်းမာစွာနဲ့တွက်လက်တော့ကျွယ်ဝချမ်းသာမှုများကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေနော်